ဒါကတော့တင့်ကိုချက်ချင်းဆိုသလိုပညာရှင်တရားဖြစ်အောင်ပြောင်းလဲပေးနိုင်မဲ့နီလန်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်အခုဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းတေချာအခွန်ခွာပြီးအစစ်ထုတ်ထားပါတယ်ဆိုတဲ့ပြောင်းမှုတွေဟာတင့်ကိုစီးပွားရေးတစ်ခုလိုဖြစ်လာအောင်ကိုဖန်တီးပေးနိုင်ပါတယ်ဒီနီလန်ကိုတော့အိန္ဒိယနိုင်ငံကစတင်တွေ့ရှိခဲ့ကြတာဖြစ်ပြီးအိမ်မှာပဲတနိုင်တပိုင်စီးပွားရေးလုပ်ဖို့ကြံစီနေတယ်ဆိုရင်တော့ဒီနီလန်ကအသုံးဝင်စေမှာပါနော်ဒီလူရဲ့လုပ်ပုံလုပ်နည်းကတော့ရိုးရှင်းပါတယ်အရင်ဆုံးပြောင်းမှုဂုဏ်တွေကိုမလွတ်ပစ်ပဲတေချာအချိန်ပေးပြီးပြုတ်ပေးလိုက်ပါတယ်ကြာပြုတ်နိုင်လေတင်းရဲ့အပင်ထွက်နှုံးဟာမြင့်တက်လေမို့ဒီနေရာမှာတော့စိတ်ရှည်ပေးရပါမယ်ပြီးရင်တော့ဘာအစိမ်းမှမပါပဲမွှေးမွှေးလေးဖြစ်နေတဲ့ပြောင်းကုန်တွေကိုဇလုံးတစ်ခုတည်းကိုပြောင်းထည့်ပေးထားလိုက်ပါမယ်တစ်ဖက်မှာလည်းပြောင်းကုန်ထည့်ဆိုင်လို့ရမယ့်ရေတံဘူးကြီးနှစ်ဘူးလောက်ကိုအပေါ်ပိုင်းဖြတ်ပြီးတေချာလေးတစ်ခုနဲ့တစ်ခုဆက်ပေးထားလိုက်ပါမယ်ရေတံဘူးတွေရလာပြီဆိုရင်တော့ခုနကပူပူနွေးနွေးအီးဆက်ဆက်ဖြစ်နေတဲ့ပြောင်းကုန်တွေကိုရေဘူးကုန်တွေကိုတဆင်ချင်းထည့်ပြီးစပားနည်းနည်းကိုပါတပါးတည်းရောထည့်ပေးလိုက်လို့ရပါတယ်ဒါဆိုရင်တော့ပြည့်သိမ့်ညက်နေတဲ့ဘူးကုန်တွေကိုသာတွေ့ရမှာဖြစ်ပြီးတေချာလေးလေကောင်းလေတန့်ရသေးမဲ့နေရာတစ်ခုမှာပစ်ထားပေးလိုက်လို့ရပါပြီဗျာအချိန်ကြာပစ်ထားရင်အရာအလုံးဆုံးရှုံးသွားရနိုင်တယ်လို့ပြောပေမဲ့လည်းဒီဆိုင်နီးကတော့တင့်ကိုဆုံးရှုံးမှုတွေမပေးတဲ့အပြင်အမျက်အစွန်းတွေပါပေးနေနိုင်ပါတယ်ဒါဆိုရင်တော့15ရက်တိတိပစ်ထားပြီးတဲ့အချိန်အတွင်းမှာပဲမြန်မြန်ဆက်ဆိုင်နဲ့ဝေစာနေတဲ့မှုတွေရလာပါပြီခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ channel လေးကိုလည်း like and follow လေးလုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ